စာတော်ဘုရားဖျားတပည့်တော်တို့မိသားစုကိုမနာလိုဖြစ်ပြီးတော့အညှိုးကြီးပြီးတော့အောက်လန်းနဲ့အကြီးကျယ်တိုက်ခိုက်နေပါတယ်ဘုရားလှုပ်ထားတာလည်းနှစ်နဲ့ကြီးနေပါပြီလူလည်းအတော်ကိုခံနေရပါတယ်ဘုရားပတ်စံတွေလည်းကုန်နေပါပြီဘုရားဘယ်လိုလုပ်ရမလဲဘုရားတဲ့အေးနော်တနာစရာပဲနော်အောက်လန်းအသက်ပညာတွေဒါတွေကလည်းနေရာတိုင်းမှာရှိတယ်နိုင်ငံတိုင်းမှာပါရှိတယ်မြန်မာပြည်တွေမဟုတ်ထိုင်းမှာလည်းပေါ့မလေးရှားမှာလည်းပေါ့အင်ဒိုနီးရှားပေါ့ဟုတ်အမေရိကရောက်တော့ပို့ပေါ်နေတာတွေ့ရတယ်ဗျဟုတ်ဂျော်ဂျီယာမှာဆိုရင်ဒီအောက်လန်းဈေးတောင်ရှိတယ်နော်အဲ့မှာတော့ဒီအမေရိကန်မှာကလူပေါင်းစုံနိုင်ငံပေါင်းစုံကရောက်နေသူလို့မကောင်းတဲ့အသက်ပညာတွေလည်းအစုံရှိတယ်ကောင်းတာတွေလည်းအစုံရှိတယ်အမေရိကန်ဒါအမေရိကန်မှာတောင်အာဖရိကဘူဒူးနီးပညာတွေဘူဒူးအောက်လန်းတွေ black magic တွေလေအဲ့ဒီအောက်လန်းပညာတွေလည်းရှိတယ်အစုံတိုက်ခိုက်နေကြတယ်ဘုန်းတော်မြန်မာပြည်မှာကြတော့ဒါမြန်မာပြည်မှာလည်းအောက်လန်းအသက်ပညာမျိုးစုံရှိတယ်ဒါပေမဲ့ဒီမှာဘုန်းတော်မြန်မာပြည်မှာကြတော့ဖျားတရားလှုပ်တဲ့သူတွေများလာတဲ့အခါကြတော့လေနော်ဖျားတရားလှုပ်တဲ့သူတွေဆိုရင်တော့အောက်လန်းပညာသည်ဓာတ်ရိုက်သူတို့ကဥမာ30ဘိုးလို့ရင်သူမှအလိုမျိုးတစ်ချက်ဘိုးနှစ်ချက်ဘိုးလောက်ပဲဖြစ်တယ်100ဘိုးလို့ရင်အဲ့လို30ဘိုးလောက်ပဲခံရတယ်ပေါ့ဖျားတရားအားကောင်းတဲ့သူတွေတိလာသမိုင်းပညာအားကောင်းတဲ့သူတွေဆိုတော့ဘာမှလုပ်လို့မရအောင်နော်တိလာသမိုင်းပညာတော့အားနေတယ်ဖျားတရားကိုအသက်နယ်ဆုံးဘာသာရေးလိုက်စားတယ်ဒါပြိပဒံရုပ်ဖက်တယ်ထိုက်တရားလို့ဆိုကုသိုလ်ကောင်းမှုရှိတယ်ဆိုရင်တော့သူတို့လှုပ်သမျှအကုသိုလ်အောက်လန်းကဓာတ်ရိုက်ကြည့်တော့တိတ်မထီရဘူးဒါပေမဲ့ကိုယ့်ဘက်ကလည်းစီးပေါက်နေမယ်မကောင်းတဲ့အောက်လန်းတွေစောင့်မိထားမယ်အဆောင်တွေစောင့်မိထားမယ်ဆိုရင်တော့တိုက်ခိုက်ရတာလွယ်တယ်ဒါလည်းပတ်သက်ပြီးအဆောင်တွေစောင့်တာနဲ့ပတ်သက်ပြီးဘုန်းကြီးဟောတဲ့တရားပြန်လာကြည့်တော့ဒီမှာဟောဖို့အချိန်မရတော့လို့ဘာဆောင်မှမဆောင်နဲ့ဟောလို့တခါတလေထပ်ပြောရရင်ဘုန်းတို့ဟောလို့တခိုးတို့ဓမြတို့ဆိုတာကသူ့ရဲ့ဒါအတွင်းလူပါတယ်လေနော်ဒါအတွင်းလူရှိရတယ်အဲ့အတွင်းလူကဘယ်ရဘယ်လောက်ရှိတယ်ရေဘုံအပြင်ဘယ်လိုဘယ်ပစ္စည်းဘယ်မှာဖွက်ထားလဲဒါသူအဲ့အတွင်းလူကဒါလက်ထောက်ချပြီးမှပဲလာတာများတယ်တော်တော်များများတခိုးတွေဓမြတွေကဗလိုင်းမလောက်ဗလိုင်းလာရင်တို့ခံရမှာဆိုလို့နော်ဆိုတော့တို့လည်းအန်ရကင်းဖို့လာကြိုးလဲရအောင်တို့ပိုင်နိုင်တဲ့အရာကိုစုံစမ်းလေးလာစူးစမ်းစနေနာပြီးမှခိုးတာတိုက်တာလေအဲ့လိုပဲအောက်လန်းနဲ့တိုက်တဲ့သူဆိုတာလေကိုကတို့ဗလိုင်းလာတိုက်ခတ်ဖို့မလွယ်ဘူးကိုကအဲ့ဒီဘုန်းကြီးတွေဘိုးတော်တွေတက်တွေနဲ့တွေဟိုဘုန်းကြီးကဘာအဆောင်ပေးဟိုဝိဇ္ဇာဘာပေးဘေးဟိုဆရာကဘာပေးအဲ့ပေးတဲ့အဆောင်တွေအင်းတွေတရားတွေကိုစောင့်ထားတဲ့သူတွေဆိုရင်အောက်လန်းနဲ့တိုက်ရတာအလွယ်ဆုံးပဲကိုကတော့အန်ရကင်းနဲ့စီးပွားတက်တယ်ဆိုပြီးအဟုတ်မဲ့ပြီးစောင့်ကြတာလေအဲ့စောင့်လိုက်မှပို့ဆိုးတာအဲ့မသိကြတော့အဲ့ဟာတွေစောင့်ပြီးဆိုမှတော့တရဏကိုညှိုးနှွမ်းသွားပြီနံပါတ်1အဲ့လိုတရဏကိုညှိုးနှွမ်းခြင်းအပြင်နှက်ကောင်းတဲ့မြက်တွေကိုမဆောင်ရှောက်တော့နံပါတ်2နံပါတ်3မကောင်းမိစ္ဆာတွေကိုနှောက်ယှက်ဖို့ပို့လွယ်တယ်အဲ့ဒီအဆောင်မှာရှိရအဆောင်တွေကထပ်ပြောရင်အစိမ့်တရေတတာအစိမ့်တရေအစင်းလောက်ပဲဒီအဆောင်မှာရှိရအဆောင်တွေကကိုယ်ဒုက္ခပေးဖို့ကိုယ်ကိုညီတယ်ဆိုတာချစ်တို့ခင်လွန်းလို့တော့မဟုတ်ဘူးအဲ့ဒီအဆောင်မှာသူတို့ချုပ်နှောင်ပြီးတော့အမိန်ပေးပြီးတော့စောင့်ခိုင်းတော့ကိုယ်ကိုစောင့်ရတာလေစောင့်ရတာဆိုတော့သူတို့ကကိုယ်မေတ္တာနဲ့စေနာနဲ့ကိုညီတာစောင့်ရှောက်တာလည်းမဟုတ်ဘူးနောက်တစ်ခုသူတို့ကိုယ်လည်းတကိုးလည်းအဲ့ဒါလောက်မကြည့်ဘူးအကိုလောက်အောင်ကမ္မစိတ်ဒီအစွမ်းတကိုးမရှိဘူးနော်ဒီအာကိုရလောက်အောင်အဲ့လောက်မစွမ်းဘူးရိုးလေးတွေးကြည့်လေကိုယ်စိတ်ကောင်းဆောက်ရှောက်တာနဲ့ဝင်းကြီးတို့တမနာဆောက်ရှောက်တာနဲ့ဘယ်လိုกว่าတော့ဘယ်လောက်กว่าတော့အများကြီးပဲလေနော်အဲ့လိုပဲဒီအောက်လန်းအစိမ့်တရေတွေကိုအဲ့ဒီအဆောင်မှရှိတဲ့အဆောင်တွေကအဲ့ဒီပုံကိုယ်တွေကိုစောင့်နေဆိုတာအဲ့ပုံကိုယ်တွေကတကူအဲ့လောက်ကြီးတာမဟုတ်နော်သူတို့ထက်ပါဝါကြီးတဲ့အောက်လန်းဆရာတွေအများကြီးရှိတယ်အဲ့ဒီအောက်လန်းဆရာတွေကဟေ့လူတရားကိုဒုက္ခပေးတော့မယ်ဆိုရင်သူတို့ရဲ့မကောင်းတဲ့သူတို့မွေးထားတဲ့မကောင်းတဲ့အစိမ့်တရေတွေကိုလှုပ်ဖို့ဆိုတာမလွယ်ဘူးနော်အဲ့ဟာသူတို့ငွေပေးပြီးတချို့ကလည်းခိုင်းကြတယ်လေမနာလို့တချို့ကလည်းကိုယ်မလို့သူတို့မှအဲ့ဒီအောက်လန်းပညာအစုံအောက်လန်းအသက်ပညာတွေတက်တော့သူတို့ကတိုက်ခိုက်တယ်တချို့ကကိုယ်တိုင်မတက်အောင်တက်တဲ့သူတို့လှုပ်ခိုင်းတာစီးပွားကြအောင်မိသားစုတွေပြိုကွဲအောင်စကားတွေများအောင်ရန်တွေဖြစ်အောင်ယောဂတွေဖြစ်အောင်နော်ဒုက္ခပေးတာအများကြီးပဲအဲ့ဒီခါမှာဒီအောက်လန်းပညာနဲ့တိုက်တဲ့အခါဒီအောက်လန်းဆရာကလှုပ်တော့မယ်ဆိုရင်သူလုံးဝမဲ့သူဒီဘာအဆောင်တွေဆောင်ထားတယ်လဲဆိုတာ तू ကသူ့ရဲ့အစွမ်းနဲ့ သူ့ရဲ့တပည့်တွေလွတ်ပြီးကြည့်ခိုင်းတယ်နော်သူ့ရဲ့အစွမ်းနဲ့ကြည့်ခိုင်းတယ်အဲ့အစိမ့်တရေတွေအဲ့ဒီပုဂ္ဂိုလ်ကဥပမာဆောက်လို့ဘယ်ဘုန်းကြီးပေးလို့ညာဘုန်းကြီးပေးလို့ဘုန်းကြီးတွေဆိုဘုန်းကြီးနဲ့မယုံနဲ့ဆိုတာအဲ့ဒါပြောတာနော်အဲ့ဟာတော်တော်များများဘုန်းကြီးတွေအဲ့ဟာလှုပ်ရှားနေကြတယ်ပြောတာလဲနော်ဘုန်းတော်အဲ့ဟာသာသနာကွယ်အကြောင်းဖြစ်နေတယ်ဘုန်းကြီးတွေတက်တွေနဲ့တွေနဲ့လှုပ်ရှားနေတာအဲ့ဒါဒီဖះအောင်နဲ့လုံးဝမညူသာသနာဖြတ်နေတာပဲအပြစ်လည်းအမှန်တန်ကြီးတယ်ဒီကနေ့မှရအဲ့ဒါဒီမှအဟုတ်ထင်တာကိုအတိတ်ကပြုခဲ့တဲ့ကုသိုလ်ကံလေးဖေးမလို့စီပွားရေးလေးအဆင်ပြေသွားဒီဘုန်းကြီးမလို့ထင်တယ်ဘယ်အဲ့ဘုန်းကြီးဘယ်လိုမနိုင်ပါနော်ကိုကံကောင်းလို့
ချဲလေးပေါက်တော့ဟာဒီဘုန်းကြီးမှန်တယ်ချဲမပေါက်တဲ့သူကပုံများတယ်သွားကြည့်ကြည့်အောင်နော်အဲ့လိုမျိုးပေါ့အဲ့ဒါအဲ့လိုမျိုးကိုအားကိုရမှာလူတွေကဒါသူများအကူရှာခြင်းကြတယ်ကဲထားအဲ့ဒါဆိုတော့ဒီအောက်လန်းနဲ့တိုက်မဲ့သူဒီအဲ့ဒီဒီအောက်လန်းပညာနဲ့သူ့ကိုအဲ့ဒီသူတို့ဒုက္ခပေးမဲ့နော်ဘုံမလည်းတရားဟောတာ၄ရပြတ်တော့အတန်ပြတ်တယ်သူတို့ဒုက္ခပေးမဲ့သူဒီဘာဆောင်နေဆောင်ထားတယ်လေအဲ့ဒီအဆောင်ထားတဲ့သူဆိုရင်သူတို့အဲ့အဆောင်မှာရှိတဲ့အဆောင်လောက်ခိုင်းတာဟေးမင်းဆောင်ထားတဲ့အဲ့မင်းကဘု து ကိုဒုက္ခပေးအဲ့ဒီကိုသူတို့ညာအိပ်ပြအောင်လုပ်အိပ်မပြောအောင်လုပ်ယောဂတွေဖြစ်အောင်လုပ်ရန်တွေဖြစ်အောင်လုပ်စီပွားရေးကြလက်တွေပိတ်အောင်လုပ်ငါတို့ခိုင်းတဲ့အတိုင်းမင်းမလို့ရင်မင်းတဲ့ကြီးကြကောင်တွေငါမှရှိတယ်မင်းတို့လုပ်မယ်ဆိုတော့ကိုကတော့အန်ရကင်းနဲ့စီးပွားတက်တယ်ဆိုပြီးစောက်ရတဲ့အဆောင်ဟာအဲ့အဆောင်မှာရှိတဲ့အဆောင်ဟာသူ့ထက်ပါဝါကြီးတယ်သူ့ထက်စိုးတဲ့ကောင်တွေနဲ့ဟိုဘက်အောက်လန်းစရာချင်းချောက်တော့ကြောက်ပြီးတော့ကိုယ်ပြန်ဒုက္ခပေးတယ်အဲ့ဒါဖို့အိမ်ဆောင်နဲ့ခြံဆောင်နဲ့မကာကွယ်ဘူးလားမကာကွယ်ဘူးဘာလို့လဲကိုယ်တိုင်ကလိုလားနဲ့ဒီပစ္စည်းကိုအိမ်ပေါ်ယူခဲ့တာဒီအိမ်ဆောင်နဲ့ခြံဆောင်တဲ့ကတားမြစ်ပိုင်ခွင့်မရှိတော့ပြီးတော့တချို့အိမ်ဆောင်နဲ့ခြံဆောင်တဲ့တွေဆိုရင်စိတ်ပြက်သွားတာချို့ကိုဆောင်နဲ့ဆိုရင်ငါတို့ရှိနေရတော့ငါတို့နော်ဒါမအေကြော်ပြီးတော့သွေးတော်လွှမ်းနေဆိုတာဖေအေကြော်ပြီးတော့နော်အဲ့လိုဖြစ်ကုန်မယ်ငါတို့စောင်းရှောက်နေတာကိုငါတို့ကိုမလေးစားပဲနဲ့နော်ငါတို့ဘာမဟုတ်တဲ့အစိမ့်တရေတွေခေါ်လာရဆိုတော့သူတို့မနေတော့ဘူးအဲ့လိုဖြစ်တော့နှကောင်းနေမဲ့တွေလည်းမဆောင်ရှောက်တော့အဲ့ဆိုတော့သူတို့အားကိုးလေပို့ဆိုးတွေဖြစ်တယ်ကိုကတော့နော်တချို့တွေအဲ့ဒီအောက်လန်းတွေအင်းတွေတိုက်တယ်တချို့လည်းအောက်လန်းရဲ့လို့မသိဘူးတချို့ကအထက်လန်းပုံကိုယ်တွေပေးတယ်ဆိုပြီးတော့လေဖះစင်မှာကောက်တင်တာပို့ဆိုးနော်မကောင်းဘူးနော်အဲ့ဒါလေးဂီယူဆိုင်ဒါနဲ့ပတ်သက်ပြီးဘုန်းကြီးဟောတဲ့တရားတွေပြန်နာကြည့်နော်အဲ့သူများလက်ဆောင်ပေးရတယ်ဆိုတဲ့အဲ့ဒါဂီယူဆိုင်ကိုယ်အိမ်ထဲမှာစီးပေါက်နေလို့နှောက်ရှက်တာလွယ်နေတာနော်တချို့ကရှေ့မှာပြုံးပြီးတော့လေလက်ဆောင်လာပေးတာတကယ်မေတ္တာစိတ်နဲ့ပေးတဲ့အားကြီးလည်းရှိပါတယ်တချို့ကအကြံနဲ့အဲ့လက်ဆောင်အဲ့ထဲမှာအင်းနေမြုပ်ဒီမကောင်းတဲ့အဆောက်နေထည့်တာထည့်ပြီးပေးတာကိုကတော့အဲ့အလေးကိုဟာငါ့ကိုငါဘသူကလက်ဆောင်ပေးတော့တိန်းတာအဲ့ရရှိနေတော့အဲ့မှာရှိရဲ့အကောင်ကကိုအမြဲတမ်းဒုက္ခပြီးတော့ဒီမိသားစုဒုက္ခပို့ရောက်နေစီးပေါက်နေတာနော်အဲ့အခုနောက်ပိုင်းဗျာလူတွေဒါမလုတ်တင်တာတွေပါလုတ်လာတယ်ဒီလက်ဆောင်တွေပေးတာနောက်ပဲဘလူးကြီးလက်ဆောင်ပေးဖျားလက်ဆောင်ပေးရုပ်ပါတော်လေးတွေအဲ့ဖျားထဲမှာအဲ့မကောင်းတာထည့်ပေးလိုက်တာဖျားဆိုမှတော့ဘယ်သူမှချင်းနေဘက်မှာမထားရဘူးလေဖျားဆိုမှကောက်တင်လိုက်ရောဘယ်သူမှလည်းမထင်ဘူးဖျားဆိုတော့အဲ့ဖျားရဲ့အဲမှာမကောင်းတာကြီးစီစဉ်လိုက်တာအင်းနေတက်တယ်သွားရောအကောင်းဆုံးတော့သူများလက်ဆောင်ပေးတာမယူတာအကောင်းဆုံးနော်အဲ့ရယူရင်လည်းဂယူဆိုင်ကြပါနော်ဂယူဆိုင်ကြပါလုံးဝမယူနဲ့တော့မပြောလို့ပါဘူးနော်အဲ့ရအဓိကမယုံရတဲ့သူတွေဆိုတော့ကြက်တတိထားနော်လူတွေကဒါအဲ့လိုအကောက်ကြံကြတချို့တွေဈေးရောက်တဲ့သူတွေစိုက်နေဟိုဘက်ဆိုင်ရောင်းတော့ဒီဘက်ဆိုင်မကြိုက်နော်ဈေးကွက်တူနေရတော့တချို့ဒါအကြံတူရင်ရန်တူဆိုပြီးသဘောမြင်ကြအမှန်အကြံတူရင်ပိုကောင်းအောင်တို့ပိုလုပ်မယ်ဆိုပြီးပူပေါင်းဆောင်ရွက်ပိုအောင်မြင်အောင်လုပ်လို့ရတယ်ဒါပေမဲ့ဘုန်းတို့နိုင်ငံတိုင်းလူမျိုးတိုင်းမှာရှိပေမဲ့အံ့ဩစရာကောင်းအောင်စိတ်မကောင်းစရာကောင်းအောင်အမှန်တရားကမြန်မာလူမျိုးတွေကမနာလိုစိတ်ပုံများတယ်ဒါဝင်တော်စိတ်ပုံများတယ်ပြောတော့ဗုဒ္ဓဘာသာတယ်မနာလိုဝင်တော်စိတ်ဘုန်းတို့လူမျိုးအများဆုံးပဲစီလုံးမှုဒါမရှိဆုံးပဲသူများအဆင်ပြေပြီးဆိုရင်မကြိုက်တော့ဆွဲချခြင်းကြနော်ဒိုင်းလူသွင်းရင်တွန်းချတယ်ကိုယ့်တဲ့မြင့်ဝိုင်းဆွဲချတယ်ကိုယ့်တဲ့နေရင်တက်နေတယ်အများစုကတော့ကိုယ့်တဲ့နေရင်တက်နေတဲ့သူတော့ရှိတယ်နားတော့အ ਨੇ စုပေါ့အများစုကတော့ကိုယ်နဲ့ level ဆိုရင်လည်းတွန်းချတယ်ကိုလိုအဆင်မပြေစေခြင်းပြကိုယ့်တဲ့တာသွားမှလည်းကိုယ့်တဲ့မတာစေခြင်းတော့ဆွဲချအဲ့လိုတွေရှိကြတယ်အရန်ဆိုးတာပဲမနာလိုစိတ်ဝင်တော်စိတ်အမှန်ကဈေးကွက်အကြံဉာဏ်တူနေတော့ပူပေါင်းဆောင်ရွက်မယ်ဆိုရင်ပိုအောင်မြင်သွားမှာနော်ပင်လေရေကိုတယောက်တည်းတောက်လို့မကုန်နော်စိုင်နေစီပွားရေးသမားတွေတူနေလဲတူတဲ့တူချင်းကောင်းဆုံးဖြစ်အောင်ဘယ်လိုလုပ်မလဲပူပေါင်းဆောင်ရွက်လိုက်ရင်အတုံးချတဲ့တိုးတက်ဒါပေမဲ့ဘုန်းတော်မြန်မာများစုဟာဈေးကွက်တူစီးပွားတူပြီဆိုရင်မကြိုက်ချင်တော့ပူပေါင်းပြီးအောင်မြင်တိုးတက်အောင်လုပ်အောင်မယ်ဆိုတော့အတွေးမတွေးပဲနဲ့အဲ့ဒီဆိုင်အယောင်းဝယ်ပန်းအောင်လုပ်မယ်အဲ့ဒီဆိုင်အဲ့လူတွေဘယ်လိုဖြစ်အောင်လုပ်ကိုလုပ်ငန်းဆိုလဲအဲ့ဒီလုပ်ငန်းအဲ့ဒီလူအဲ့လိုတွေဖြစ်ကုန်တယ်ဒါအံ့ဩစရာကောင်းတာဝမ်းနည်းစရာကောင်းတဲ့အမှန်တရားကြီးပဲခါသီးတဲ့အမှန်တရားတစ်ခုပဲအဲ့ဒါတခြားနိုင်ငံတခြားလူမျိုးမှလည်းမနာလိုစိတ်ရှိပါတယ်ဒါပေမဲ့အံ့ဩစရာကောင်းတော့မြန်မာတွေပုံများနေတာတွေ့ရတယ်အဲ့ဒါစိတ်မကောင်းနော်ဒါပကံခက်တရားစပြီးမတည့်တာအခုချိန်ထိပဲဒါပထမမြန်မာနိုင်ငံလိုစတည်တောင်နေရအခုချိန်ထိပဲအခုဒါယနေ့ကမ္ဘာမှာပြည်တွင်းစစ်အရှိကြဆုံးတိုင်းပြည်တဲ့နှစ်ပေါင်းအများကြီးကြာနေပြီ
တကယ်လည်းပြန်ပြောကြည့်တော့နော်သူတို့ကဒီလောက်ပဲပြောတာနှစ်20 30ပြောနေတာအမှန်ပကယ်ခေတ္တနှစ်ထောင်နဲ့ချီကြတယ်မြန်မာပြည်ကမြန်မာချင်းမတဲ့တာဒါပထမမြန်မာနိုင်ငံတော်ကြီးစတီထောင်တွေကတိုက်နေတာပဲအခုချိန်ထိတိုက်နေလို့မယ်နော်အဲ့တော့တစ်ဖက်နဲ့တစ်ဖက်ညီညွတ်နဲ့လက်တွဲပြီးတော့တိုင်းပြည်တိုးတက်အောင်စီလုံးညီညွတ်ချစ်ခဲခဲနဲ့ဝေစားမျှစားပါဗျာသူတို့မစားနဲ့မပြောလို့ပါဘူးအကုန်လုံးကဂျမိုးတွေလိတ်တွေကများနေတယ်နော်စားကြမစားနဲ့မပြောစားလဲစားလှုပ်လဲလှုပ်ကြတိုင်းသားလက်နဲ့ကန်တွေအကုန်လုံးညှိကြနော်အစိုးရတွေတက်ဆိုင်ရာပုဂ္ဂိုလ်တွေညှိနှိုင်းပြီးတိုင်းပြည်တိုးတက်အောင်တကယ်မေတ္တာရှေ့ရှုပြီးအတ္တတွေမာနတွေဘေးဖယ်ထားပြီးတော့မနာလိုစိတ်ဝင်တော်စိတ်တွေလည်းမထားကြနဲ့အချင်းချင်းယူတင်တာယူလှုပ်တင်တာတွေအကုန်လှုပ်ပေးကြဆိုရင်တိုင်းပြည်အရန်ကိုကောင်းပါပဲလေအခုကြတော့ကိုမရရင်ဒါမစားတဲ့မေတန်းတဲ့အချင်းချင်းတိုင်းပြည်အတွက်လို့ပြောနေပြီးတော့အတ္တတွေများနေကြတယ်အဲ့တော့ဘုန်းတော်တိုင်းပြည်စိတ်မကောင်းစရာဖြစ်တယ်တိုင်းပြည်မှာလည်းအတိုင်းပဲနိုင်ငံကြီးမှာလည်းအဲ့တိုင်းပဲစီးပွားရေးမှာလည်းဒီတိုင်းပဲလူမှုရေးမှာလည်းဒီတိုင်းပဲတချို့တွေဗျာပညာရေးမှာလည်းအတိုင်းပဲလေတချို့ကကိုယ့်ထက်သားတဲ့ဒီပုံကိုယ်တွေဆိုယူအောင်လုပ်တာလေညမကောင်းအောင်လုပ်တာလေစာမပွဲမဖြစ်နိုင်အောင်လုပ်တာလေကျောင်းရတယ်နော်ဖဖို့ကိုယ်တိုင်လည်းကြုံမှုတယ်နော်ဖဖို့ရဲ့အကိုတယောက်ရှိတယ်ဖဖို့ရဲ့အကိုဆိုရင်လည်းဒီကောင်ဆိုရင်ညံကောင်းတယ်ညံကောင်းတော့သူစာမပွဲဖြေတဲ့ရက်ကြမှာသူတွေးရတာစိတ်ကတော့ပြောလဲယောဂကြီးမှရှာမရအောင်ခေါင်းတွေမူးတွေးတယ်ဖဖို့အကိုလေဖုန်းတော့ငငယ်ကကြုံခဲ့ဘူးတာပေါ့နော်ဘုံငငယ်ကအကြောင်းသားဘွားသူကညံကောင်းတော့အဲ့လိုမျိုးသူ့စာမွေးမဖြစ်နိုင်အောင်လုပ်တာနော်အဲ့လိုမျိုးတွေရှိတယ်အောက်လန်းနေလေအဲ့ဒီတော့ဘုံဘုံကလည်းကိုကလည်းတာမန်ပဲဆိုတော့မသိဘူးဘယ်လိုလုပ်ပြမယ်မသိဘူးဒါပေမဲ့ကိုသိတာတော့ကိုဖျားများကြော့လောက်ပဲကိုကတင်ပေးတတ်တာအဲ့လိုပဲခိုင်းရတော့တာပေါ့နော်ဒါမယုံမသားနေကြော်ရတယ်အဲ့လိုအများကြီးပါပဲပြောရရင်အဲ့တော့ဂုံလူဂုံပြိုင်တွေကိုယ့်ထက်တာရမနာလို့တော့အောက်လန်းနေတိုက်ကြတယ်အချို့ကြလည်းရန်သူလို့သဘောထားပြီးတော့တိုက်တယ်အစုံပဲနော်ပြောလို့တာကကိုယ့်အိမ်မှာအဆောင်တွေရှိထားရင်နော်ဤစနစ်တကျသူတို့မေတ္တာပို့အမျှဝေဒီတော့ကုသိုလ်ကောင်းမှုပြုပေးပြီးတော့စီးနေတဲ့မြစ်တွေချောင်းနေတဲ့မျောလိုက်မေတ္တာပို့အမျှဝေလို့ကကျူကသွားတော့ဆိုပြီးလှုပ်လိုက်နော်ဟုတ်ပြီဗျာလူရင်းထပ်ပြီးပြောရရင်နော်ကိုကဒီမကောင်းတာတိုက်ခံရပြီဆိုရင်နံပါတ်1ကိုစမ်းစစ်မယ်ကိုတိုင်ကဘာမကောင်းတာတွေလုံးမိထားလဲနော်အဲ့ဒါဘာလို့အောင်မလဲဆိုတော့ဒါ community server ကိုလေးနဲ့ကြော့မယ်လေးနဲ့ကြော့တောင်းမယ်ကိုအပြစ်တွေရှိခဲ့တဲ့သူတွေလည်းခွတ်လို့ကြည်အေးအသက်နဲ့ခန္ဓာကိုမိသားစုပိုင်ဆိုင်တဲ့တက်ရှိတဲ့အကုန်လုံးဖျားတရားတန်ကောင်လေးနဲ့လှူဒန်းဘမဟောတဲ့ဒါပရိကံပြုနေတဲ့မာယာတွေပါတယ်နော်ပြီးတော့ဒီအောက်လန်းနဲ့တိုက်ခံနေရပြီဆိုနေ့တိုင်းပရိသတ်တဲ့တုတ်နေ့တိုင်းရုပ်နော်ပရိသတ်တဲ့တုတ်လုံးနော်နေ့တိုင်းရုပ်ပဋ္ဌာန်းကတော့ရုပ်ကျင်လဲရုပ်မရုပ်ကျင်လဲနေရုပ်ကျင်ဆိုအချင်းတုတ်ရုပ်နေတာလုံလောက်တယ်အကျရုပ်ချင်တဲ့ရုပ်အဲ့ဒါပဋ္ဌာန်းအဲ့လောက်အရေးမကြီးပရိစ္ဆေတဲ့တော့အရေးကြီးဆုံးနော်ဒါပရိစ္ဆေတဲ့တော့ဒီမေတ္တာဂုဏ်တော်တွေမေတ္တာတွေတစ္ဆာတွေပါဒီပဋ္ဌာန်းနဲ့ပို့စွမ်းတယ်လူကြီးကမသိတော့ပဋ္ဌာန်းကိုပို့စွမ်းတယ်ထင်တာပရိစ္ဆေတဲ့တော့ပို့စွမ်းတာနော်ပရိစ္ဆေတဲ့တော့နေတိုင်းရုပ်ဖက်မယ်လေးနဲ့ရုပ်ဖက်အဲ့ဒီကိုရွတ်တဲ့ပရိရဲ့အနက်အသိပဲသိအောင်လေမြန်မာပြန်နေရှိတယ်လေးလာတာကိုရွတ်နေနေအလုံးမရလဲကြည့်ရောမစိုးတဲ့လဲဆရာတော်တွေရွတ်တဲ့ဟာလေးဖွင့်ထားရင်းနဲ့လိုက်ကြည့်ဆိုလေဟုတ်ပြီနော်ပရိစ္ဆေတဲ့တော့ကိုလေးနဲ့ရုပ်ဖက်ဖို့ဆိုကိုရွတ်တဲ့ပရိရဲ့အသိပဲကိုလည်းကိုညံမီတလောက်လေးငါဘာရွတ်နေတယ်ဆိုတာလေးသိအောင်နော်လေးလာဟုတ်ပြီနော်ပြီးတော့ဘုန်းကြီးเจ้าတွေရိတ်တာတွေစာတင်တိုက်တွေဖျားတွေမှာတော့ကုတီစိအလုံးတစ်ပတ်စီလဲဤကောင်းမှုကုသိုလ်ကံကြောင့်နော်မိုက်တဲ့တွေဘယ်လိုတန်ရှင်ကုသိုလ်ပြုဤကောင်းမှုကုသိုလ်ကံကြောင့်ဖျားတီတော်တို့ကိုသွင်းကိုပါအိမ်တွင်းအိမ်ပါမှာရှိတဲ့မကောင်းတဲ့အညစ်အကြေးတွေမကောင်းတဲ့အတိုက်သက်တွေဒါဖက်ရှားနိုင်ပါစေပြောင်းစင်ပါစေဒါအမိုက်တဲ့တွေရှင်းနိုင်တဲ့တကယ်တော့ကိုယ်မှရှိကြမကောင်းတာတွေလည်းရှင်းနိုင်ပါစေစုတောင်းသစ္စာဆိုဟုတ်ပြီနော်ဒါလိုရည်တို့ချင်းပြောပြနေတာနော်ပြီးတော့ကိုဒုက္ခပေးခဲ့တဲ့အဲ့အောက်လန်းလောက်တဲ့သူတွေကိုလည်းဒေါသမထွက်မိအောင်နေစိတ်တော့တစ်ခါတလေတော့ဒါပုထုဇဉ်တဘာဝစိတ်တော့စိုးမိမှာပေါ့နော်ဒါပေမဲ့ဒါကြီးကပြီးခဲ့တာပြီးနော်ဒါပြုတူတိဖြစ်သူအဟောင်းပဲငါဒေါ်လာအတွက်နေလဲပို့စိုးမှာပဲသူတို့ကိုယ်စားကုသိုလ်ပါထပ်ပြုပြီးမေတ္တာပို့ပြီးအမျှဝေပြီးနော်ဒါကျွန်တော်ကျမကိုဖျားတိပြောတို့ကိုဒုက္ခရောက်အောင်ဒုက္ခပေးနေတဲ့သူတွေကိုယ်စားဖျားဆုံးတော်ကပ်ပေးပါတယ်ဒီကုသိုလ်သူတို့ကိုယ်စားကုသိုလ်ကပ်နော်သူတို့ကိုယ်စားကုသိုလ်ပေးတာဖြစ်ပါတယ်အမျှဝေတဲ့ကောင်မှလည်းဖျားတိပြောတို့ကိုဒုက္ခပေးတဲ့သူတွေကိုလည်းရံရချင်းမတုံနေပဲအမျှဝေပါတယ်အဲ့ဒါများလုပ်ပြီးဟုတ်ပြီလားမှန်ပါဗျာအေးနောက်တစ်ခုကိုကိုညီစောင့်ရှောက်နေတဲ့သူတွေကိုလည်းကိုကသူတို့အပြန်အားပေးရအဲ့တော့ဖျားတိပြောတို့ကြီးကောင်းကျိုးကလိုလားကြတော့ဖျားတိပြောတို့ကကိုညီစောင့်ရှောက်ကြကုန်တော့မြင်းမမြင်ရဲ့ပုံကုံများကိုစားသူဆုံးတော့ကပ်ပေးပါတယ်ဒီကုသိုလ်သူတို့ရပါစေ
ဒါဖျားတိဘက်တော့ပြုတဲ့ကုသိုလ်ကောင်းမှုတွေကိုလည်းဒီဘက်တော့ကိုနေဆောင်ရှောက်တဲ့သူတွေကိုလည်းအမျှဝေပါတယ်ကိုကိုနေဆောင်ရှောက်တဲ့သူတွေကလည်းကိုဟာသူကောင်းနေတာကျေးဇူးတည်တယ်နော်ကျေးဇူးတည်တတ်တယ်ဆိုပြီးတော့သူတို့လည်းကိုရဲ့မေတ္တာအမျှကိုရတော့ကိုကိုပိုချစ်ခင်လာတယ်ကိုမေတ္တာအမျှကိုရတော့သူတို့လည်း capacity အစွမ်းတွေပိုကြီးမားလာတယ်ပိုဆောင်ရှောက်တယ်ကိုချစ်တဲ့သူတွေကပိုချစ်ပြီးပိုဆောင်ရှောက်လာကိုမုန်းတဲ့သူတွေကလည်းပေးကမ်းခြင်းဟာအောင်မြင်ရာဤတယ်ဗါတဲ့လေပေးကမ်းခြင်းဟာအောင်မြင်ရာဤပဲနော်ဒါမယုံရင်ကိုရန်လွန်နေတဲ့သူကိုနေ့တိုင်းတော်ပေးရှိတာလေးတွေနော်ဟုတ်ပါပေးကြည့်လိုက်လူကြပေးပါများလာရင်လေမယူပါဘူးငါလုပ်မယ်တော့လိမ္မာပေါင်းတဲ့စာတော့ပေးပေါ့နော်ပေးပါများရင်နော်ပေးကမ်းခြင်းအောင်မြင်ရည်အခုပေးရမှာကျတော့မေတ္တာအမျှပေးရမှာလက်ပေးလက်ယူလောက်အောင်မဟုတ်ဘူးနော်မေတ္တာပို့တာနော်ရိုးသားရဲ့စိတ်နဲ့ပေါ့နော်တကယ်လဲမေတ္တာစိတ်လေးနဲ့ပေါ့နော်ဒါတကယ်မျှော်လင့်ချက်မပါတဲ့မေတ္တာလေးနဲ့ကိုယ့်ကိုဒုက္ခပေးတဲ့သူတွေကိုမေတ္တာပို့ကိုယ့်ကိုဒုက္ခပေးတဲ့သူတွေအမျှဝေဒါကုသိုလ်ပေးတာနော်ဒါဖော်ဖော်ဟောတဲ့လေးနဲ့တိရောတဲ့အမျှဝေနေချက်မှာလဲဒီဟာလေးနည်းနည်းပါတယ်အခုလဲပြောလဲစားနဲ့မတူပါဘူးဆိုပြီးတော့ဖော်ဖော်ဒါကိုချင်းစာလို့တနာလို့စိတ်မကောင်းလို့ပြောပြတာနီးတွေနော်ဒါဖျားပေးတဲ့နီးပဲနော်အကောင်းဆုံးနီးတွေပဲဘေးလေးစားကြီးသွားနေလဲလွေးရောက်မှာမဟုတ်ဟုတ်ပြီနော်ဒါဘောတော့ဒါပရိသတ်တဲ့တို့ရုံမယ်ဒါ community server လေးနေနဲ့ကြောမယ်တောင်းမယ်ကြေးမယ်ကိုဒုက္ခပေးတဲ့သူတွေကိုစားကုသိုလ်ပြုပေးအမျှဝေပေးကိုညင်ဆောက်ရှောက်တဲ့သူတွေကိုလည်းဒါကုသိုလ်ပြုပေးအမျှဝေပေးနော်ဘုန်းကြီးကျောင်းတွေရိတ်သွားတဲ့စာနယ်တိုက်တွေမှာတန်ရှင်းကုသိုလ်တွေပြုတဲ့ကုသိုလ်တွေနဲ့တစ္ဆာဆိုးပြီးတော့ကံမကောင်းရင်ကံအောင်မြင့်ရမှာကံမြင့်အောင်ဆိုပြီးဒါဂန်းကောင်ညွန့်တွေသွားလုံးမနေနဲ့မဆိုင်ဘူးအဲ့ဂန်းကောင်ညွန့်ကကိုယ်ကံမကောင်းစေဘူးစိတ်ကောင်းစေနာကောင်းကံဆိုတာအလုပ်ကိုပြောတာအဲ့ဂန်းကောင်ပင်ဂန်းကောင်ညွန့်ကိုပြောတာမဟုတ်ဘူးနော်ကံကောင်းခြင်းစိတ်ကောင်းစေနာကောင်းပို့ထားနော်တရားကိုပို့အားထုတ်ဘိုးတို့ဒါဘုန်းစင်တရားတွေဒါတကယ်လက်တွေ့အားထုတ်တာဆိုတော့အဲ့လိုအများကြီးကြုံမှုတွေယောဂီတွေတရားထုတ်နေနဲ့အော့အန်ပြီးတော့လေဝမ်းနေရှောအမှဒီမကောင်းတဲ့အပင်းတွေပါကုန်တာနော်တရားရဲ့အားထုတ်နေဒီတရားရဲ့အစွမ်းကလည်းယောဂကင်းစေတယ်မကောင်းတဲ့အမောက်ပြောကတွေကတောက်ကွယ်စေတယ်ဟုတ်ပြီလားဒါကတော့အကောင်းဆုံးနည်းပဲကိုကစိတ်ကောင်းစေနာကောင်းမထားဘူးတချို့ကဟာဒီလိုစိတ်ထားကောင်းတယ်ဆိုပြီးအပြောမကောင်းတဲ့သူတွေမရှိဘူးလားရှိပါတယ်အပြောကျမ်းတယ်စိတ်ထားကောင်းပြီးအပြောကျမ်းတဲ့သူတွေဒါလည်းအပြစ်ပဲစိတ်ထားလည်းကောင်းနံပါတ်1စိတ်ထားကောင်းဖို့လိုရတယ်အပြောလည်းချိုတာဖို့လိုရတယ်ပိယဝါစာချစ်ဖွယ်သောစကားချွဲပြီးပြောဖို့စကားမဟုတ်ဘူးနော်ချိုလုံးတဲ့စကားပြောဖို့မဟုတ်ဘူးတကယ်နော်သူများတွေရံမများစေတဲ့စကားပေါ့ရံစကားရမပြောတချို့ကငါစိတ်ထားကောင်းတယ်ဆိုပြီးတော့နေရအောင်စကားပြောရင်လည်းကောင်းကောင်းပြောတချို့ကလည်းကိုယ့်ရဲ့အပြောမတက်လို့ကိုယ့်ကိုအမြင်ကပ်ပြီးလှုပ်တာလည်းရှိတယ်အောက်လန်းနဲ့နော်အဲ့ဒါဆိုကိုကစကားပြောတာအတက်နဲ့ဆိုရံမများနဲ့ကိုမကြိုက်ရင်မပတ်သက်နဲ့တောက်ပြီးအပြစ်ပြောမနေနဲ့နော်တချို့လည်းအတင်းဖြစ်နေသူများအတင်းဖြစ်နေသွားပြောတယ်အဲ့အပြောကြတဲ့သူကကိုမကြိုက်လို့လှုပ်နှုတ်မဆောက်လို့ရံများတာပို့များတယ်ဟုတ်ပြီလားနော်နှုတ်ကိုဆောက်အောင်နှုတ်ဆောက်အောင်ကိုကအတက်နိုင်ဆုံးကိုမကြိုက်ရင်တော့အဲ့ဒီပုဂ္ဂိုလ်မကြိုက်ဘူးလို့ပါဇက်ကထုတ်မပြောနဲ့ကိုမကြိုက်ရင်မပတ်သက်နဲ့အတက်နိုင်ဆုံးဝေးရှောင်ကိုကဒီလူကိုပြောဒီလူကကိုပြောတာ30ဘို့ဟိုရောက်တော့1000ဘို့ဖြစ်သွားနော်မင်းဘယ်သူမှမပြောနဲ့တော့လို့မှာလဲတေးကြတယ်ပို့ပြောမှာနော်လောကလူတွေကလေအဲ့ဒါဆိုတော့ကိုမပြောတဲ့စကားတော့လုံးကြံပြီးပြောရင်ပြောနေမှာဂုံတိုက်တဲ့သူတွေကလည်းများတယ်အဲ့ဒီတော့အဲ့အရာတွေကလည်းရံများစီတယ်စကားပြောတာစင်ကြင်မှာနှုတ်ကိုလေစိတ်ထားကောင်းဖို့နံပါတ်1အရေးကြီးတယ်နံပါတ်2ကလည်းစကားပြောတာလည်းကောင်းပါစေမှန်တာပဲဆိုစွတ်စွတ်မပြောနဲ့မှန်တယ်မပြောတင်တာလည်းအများကြီးရှိတယ်ဟုတ်ပြီလားဟောလို့တခါကြီးတယောက်ရှိတယ်တဲ့နော်ဟလို့တင်ငယ်စာဆရာတော်တို့လက်ထက်ကပေါ့ခက်ကအဲ့ဒီတခါကြီးကမဟုတ်မခံအဲ့လိုမဟုတ်မခံသူများကိုလည်းသူကစကားပြောရင်မှန်တာပဲဆိုမှန်တာပြောတစ္ဆာကွာသူအဲ့အကုန်ပြောတာနော်ပြောတယ်မပြောတယ်လည်းကြည့်မနေဘူးမှန်တာပြောတစ္ဆာသူကပြောတယ်သူအဲ့ဒါနဲ့ကန်ပေါ့တော့သူ့ကိုဟိုကဖျားဟောနေပဲအညီပဲပြောနေသူလို့မှန်တာပြောတစ္ဆာမှန်တာပြောတစ္ဆာမှန်တယ်ကွာမှန်တဲ့အတိုင်းပြောတာကွာသူအဲ့လိုပြောတယ်ပြောတော့အဲ့ဒီဟိုတင်ငယ်စာဆရာတော်ကြီးရောက်လာတယ်နော်ဆရာတော်ကြီးရောက်လာဆရာတော်ဗျာတပည့်တော်ရံများတယ်တပည့်တော်လူရောက်မကြိုက်တော့ဘူးဒါရောက်ဘာပြောတပည့်တော်မှန်တာတွေပြောတတ်လွန်းလို့တယ်နော်မှန်တာပြောတာကောင်းတာကိုဗျာတဲ့မှန်တာပြောတစ္ဆာလေးဗျာတဲ့ဒါပေမဲ့လူရောက်မကြိုက်ကြဘူးတဲ့အဲ့နဲ့ဆရာတော်ကတခါကြီးမှန်တိုင်းမကောင်းဘူးလေတဲ့မှန်တိုင်းမပြောတင်တာရှိမဟုတ်မှန်တာပြောတစ္ဆာသူကနောက်တော့ဘုန်းကြီးကိုလည်းသူကမရအောင်အဲ့နဲ့ဟိုဆရာတော်ကလည်းသူ့ထက်တော့ကတ်တယ်ဆရာတော်အဲ့နဲ့ဒါကြီးမှန်တာပြောတစ္ဆာမှန်တာသူများကမှန်တာပြောတာပဲဆိုတော့အဲ့ဆိုရင်လည်းနော်ဘိုးလည်းအဲ့ဆရာတော်ပြောတဲ့အတိုင်းပြန်ပြောမှာပါဇက်ကပြောတော့မထွက်ဘူးဒါပေမဲ့လည်းပြောလိုက်မယ်ဆရာတော်ကအဲ့ဆိုရင်လည်းတခါကြီးတဲ့ခင်ဗျားဒါမစင်စားလာတဲ့မင်းချီးစားလာတဲ့တဲ့ပြောရင်ဆရာတော်ကလို့ပြောမစားဘူးတဲ့အေးဟုတ်ပြီ
မှလူတွေကလာကြဒီတခါကြီးကချီးမစားဘူးတဲ့လူလိုလိုက်ပြောဆရာတော်ကဒီတခါကြီးကချီးမစားဘူးတဲ့မစင်မစားဘူးချီးမစားဘူးလို့ပြောတာအဲကျတော့အဲ့တည်းရရှက်တာဟာဖုန်းရတယ်ဟမို့ငါလည်းမှန်တာပြောသစ္စာတွေပါမင်းချီးမစားတဲ့အကြောင်းကလူတွေလိုက်ရှင်းပြနေတာတဲ့နော်မင်းချီးမစားဘူးလို့လူတွေကိုငါလိုက်ရှင်းပြနေတာတော့ဟာလို့တော့မရှင်းနဲ့လေဖျားတယ်ဒီတော့မစားတာအဲကြတော့မင်းပြောတော့မှန်တာပြောသစ္စာဆိုတော့ဟုတ်ပါဒီတော့မှားပါရှော့ပေးပါတယ်တဲ့နော်မပြောတော့ဘူးတဲ့ဟုတ်မလားအဲ့လိုရှိတယ်မှန်တယ်ဆိုရင်ဒါကမဆိုင်ဘူးလေမပြောပါဘူးလေပြောတယ်မပြောနေတာရှိရလေဆရာတော်ကသူ့ကိုစောမလို့ပြောတော့ရွတ်ပေးလိုက်တာအဲ့လိုရှိရမှန်တိုင်းမပြောတဲ့ပြောရင်တော့မှတတ်နိုင်ဆိုပိယဝါစာတဲ့ချစ်ဖွယ်တော်စကားရံမများတဲ့စကားပြောဟုတ်ပြီလားရံစကားတွေမပြောနဲ့နော်ကိုမကြိုက်ရင်တော့တတ်နိုင်ဆိုဗစက်ကမထွက်မိအောင်နေစိတ်ထဲပဲထားကိုမကြိုက်တဲ့ကြောင့်သူများကိုလည်းတော့မပြောမိစေအဲ့ပြောတဲ့သူကကိုနဲ့တိတ်နေတော့အဟုတ်ငါကြကိုမတဲ့တော့ပို့ပြောရန်နေပုံများအဲ့တချို့အောက်လန်းနဲ့တိုက်တာအဲ့ဒါကြီးလည်းပါတယ်ပြီးတော့တချို့ကြောင့်လည်းကို့မှာတထောင်မိုးရှိကို့မှာတသိန်းမိုးလောက်ကြွားကျင်တာထောင်သွားလို့သူများမျက်တောင်းမွေးစုငကိုတွေကမနာလို့စိတ်များတဲ့လူမျိုးဆိုတော့မနာလို့ပြီးတိုက်တာလည်းရှိအမြင်ကက်လို့တက်ကိုနှောက်ယှက်တာလည်းရှိကြဗျာဟုတ်ပြီနော်ဒါလေးတွေလည်းကိုမူရနှုတ်မူရလည်းစင်ချင်းဖျားတရားပို့လို့စိတ်ကောင်းစေနာကောင်းပို့တာဖုံဖုံပေးတဲ့နည်းနဲ့ဆောင်ရွက်မကြခင်ပြောက်လိမ့်မယ်ဒီအောက်လဲပညာရက်တွေဖျားတရားမသိတဲ့သူတွေဆိုရင်တော့ဒီအောက်လဲပညာနဲ့တိုက်ခိုက်တဲ့အခါမှာလောကလွယ်တယ်ဟိုအရင်တော့ပုံနာပုံညာတို့ရောတို့စောတို့ဆိုနာမည်ကြီးတယ်လေဒီအောက်လဲအတတ်ပညာတွေလေနော်ရောတို့စောတို့ဆိုရဆရာကြီးတွေနေကြတယ်အောက်လဲတွေပုံနာပုံညာတို့ဒါပေမဲ့အဲ့ဒီဘက်မှာအခုအဲ့ဒီကတချို့ဒါပညာတတ်တဲ့တချို့တက္ကမတွေနဲ့တွေ့ဆုံတဲ့ကဘုန်းကြီးကမေးတယ်တခါကြီးတို့ဒီအောက်လန်းပညာရက်ဒီရောစောကနာမည်ရမ်းကြည့်တယ်အခုဘယ်လိုလဲဖုံနဲ့အခုတိတ်မစွမ်းတော့ပါဘူးတဲ့ဖျားတရားတွေပို့ပြီးလောက်လာကြတော့တဲ့အောက်လန်းနဲ့တိုက်တိုင်းလဲမအောင်မြင်တော့လူတွေလဲပို့ပြီးအမြင်ကျယ်လာတဲ့ခါကျတော့နော်ဒီအောက်လန်းတက်တဲ့သူတွေလဲနဲလာပါပြီဗျာတဲ့တချို့လဲအောက်လန်းပညာတက်ပြီးမှမလုပ်တော့ဘူးတဲ့လုပ်လဲတိတ်မထိရောက်တော့ဘူးဖျားတရားနဲတဲ့သူတွေကုသကောင်းမှုနဲတဲ့သူတွေဆိုရင်တော့အောက်လန်းနဲ့တိုက်တဲ့များထိရောက်တာပေါ့နော်ကိုကစိတ်ကောင်းစေနာကောင်းရှိတဲ့သူတွေဆိုရင်တော့လုပ်လို့မလွယ်ပါဘူးရှိထားရင်တော့မှဘုံပြောတဲ့ဒီနည်းအတိုင်းဆောင်ရွက်အကုန်ပြောက်လိမ့်မယ်ဒီမေကွန်းဖုံကိုမေးတဲ့သူတော်တော်များတယ်များလို့အခုကြုံတော့ဖုံးတာတရားတော်နည်းနည်းရှည်သွားပြီမောတဲ့တရားအာယူပြီးဟောပေးနေတာနော်အဲ့ဟာဒါအားလုံးနဲ့တက်ဆိုင်တဲ့တရားဖြစ်လို့ဖြည့်ပေးတာဖုံကိုယ်တိုင်လည်းဖုံကိုလည်းလှုပ်တယ်ဖုံကြီးအချင်းချင်းလည်းအောက်လန်းနဲ့တိုက်တယ်ဖုံဆိုရင်ပိုကြုံရတာပေါ့လူတွေကလည်းလှုပ်တယ်ဖုံကြီးကလည်းလှုပ်တယ်ကြုံရတာပဲဒါမထူးဆန်းဘူးစာလည်းမဖွဲ့ဘူးဂုလည်းမဆိုင်ဘူးနော်ကိုလှုပ်တယ်မေတ္တာပို့တယ်တရားထုတ်တယ်ပရိရွတ်တယ်နော်သူတို့လှုပ်တဲ့သူတွေပဲအခုဒုက္ခရောက်ကုန်ကြတာပဲသူတို့ဒုက္ခရောက်ပါစေလို့လည်းမရှိရပါဘူးနော်တချို့ဖုံအောက်လိုင်းနဲ့တိုက်တဲ့တခါကြီးဆိုအိမ်မှာမီးလောင်သွားဖုံအဲ့လိုမဖြစ်စေချင်ဘူးသူတို့လှုပ်ထားတဲ့အဲ့အင်းတွေကိုဖုံကမီးရှို့လိုက်မယ်ဖနှောင်းနဲ့ပေါက်လိုက်သူတို့ဒုက္ခရောက်မှာမလုပ်ဘူးအဲ့အင်းတွေကိုဖုံကပရိရေလေးပဲဖြန်းပေးလိုက်တာအဲ့ဒါကိုသူတို့အဲ့လိုဖြစ်မှာဆိုလို့အဲ့ဒါကိုတချို့နားလေတဲ့တချို့အောက်လန်းဒီအထက်လက်လောကီလိုင်းလောက်တဲ့ဖုံကြီးတွေဖုံလက်ထက်တွေအားလို့ဆိုတာနားလေတယ်ချိန်များနဲ့အဲ့ဒါတွေကိုမီးရှို့ပလိုက်တယ်အဲ့တန်မြန်သူတို့ခံရလိမ့်မယ်မလုပ်ပါဘူးဘုံကမေတ္တာပဲပို့ပေးတာအဲ့ဒါတော့မှသူတို့ဒုက္ခရောက်ကုန်ကြဒုက္ခရောက်ပါစေလည်းမရှိရပါဘူးနော်ကြောင်းရပါတယ်ပြောလို့တာကနေရာတိုင်းရှိတယ်အဖြတ်ဆိုတာလေနော်ဘုံတို့ဒီအောက်လန်းအဆင့်လောက်မပြောနဲ့မန်နဲ့ကိုယ်နဲ့မန်နဲ့ဆိုတာလက်ပြီးကြောက်တယ်မှာအမြင့်ဆုံးတကူအကြီးဆုံးစင်းဝင်မန်နဲ့တောင်နှောက်ယှက်နေတာဒီရေဆိုင်ခဲ့တဲ့သူကဘာမဟုတ်တဲ့အောက်လန်းလောက်ကစမဖွဲ့ဘူးနော်ဒကာဓမ္မတွေကလည်းဒီလိုမျိုးဖျားတရားပို့လို့ဒါပရိသတ်တဲ့တို့ရွတ်နော်ဒါပေမဲ့ကွက်ကိုလမ်းဘေးမှာရှောက်ရင်းနဲ့ကွက်ကိုဒါခလုတ်တိုက်တာလေငါ့အောက်လန်းလုတ်တယ်လို့လည်းသွားဆွဲမနေနဲ့ကွက်ကိုနမောနမဲ့နော်ကွက်ကိုအစားတောက်မယ်စင်ကြလို့နေမကောင်းဖြစ်တာလေငါ့သူများအောက်လန်းလုတ်တယ်စိုက်ကိုကြီးလည်းမဖြစ်နဲ့ဟုတ်ပြီလားအစားတောက်လဲစင်ကြဟုတ်ဒီမတဲ့တာစဘိုက်တွေအောက်တော့ငါဘိုက်တွေအပေးများရှိသလားအဲ့လိုလဲဆွဲသွားလဲမဆွဲနဲ့ဟုတ်ပြီနော်အဲ့ဆိုတော့အမူအရာတွေအပြောဆိုတွေအားလုံးညံနဲ့ရှင်ပြီးစင်ချင်းဒါဆိုရင်မောလဲမောပြည့်လေးပြည့်ဆိုပြီနော်အဲ့တရားသိမ်းမယ်နော်